တောင်ပေါ်တွေတက်တောင်ပေါ်ဘုံမလေးစံသေးပြောတဲ့မြစ်တည်းမှာဟောကန်းကြပါလိကျွန်းအဲ့မလေးကျွန်းတော့တဘောလုံးရအောင်သူ့ရိုက်ဒီလောက်ထိခက်တဲ့နေရာတွေမှာရောက်နေတာစံသေးတက်ရမယ်ကျူးစားရမယ်လေကျူးစားရမယ်နော်ကိုပြိုးရှင်းနေရတယ်မလားတက်နိုင်လေမလားအေးစီးပဲနော်တက်ပြီဒီမှာလမ်းနေရတက်ကုန်ခတ်တယ်လော်လေးနော်လော်လေးပါတော့တော့ပူရင်ကြိုက်ကြတယ်တခါရဲအောက်ရောက်သွားမယ်နော်လောက်ထိတောင်ပေါ်တွေတက်ဒီမှာလမ်းရှာဖို့အတွက်လဲ Google Map ကတော့အလုံးမလုံးအဲ့ဘယ်ဟုတ်လို့လားကွာအလကားတော့မဖြစ်ဘူးအေးဒီပေါ်တက်ရမယ်ဒီတောင်ပေါ်တက်မယ်ဒီနဲ့အရှိတဲတဲ့ရောက်လို့ရှိရင်ပဲတော့လူမောင်ခိုးလာတဲ့လမ်းနေဒီလမ်းပဲလားဟုတ်လားဒါပဲရောက်လေဒါဘရာဇီးနဲ့ဒီငါတို့ဒီဘာပြောမလဲဘိုလီဗီးယားလာပြီးပြန်လာတာအဲ့ဒီရဲ့ဘယ်လမ်းပေါက်လဲတာနေဆက်လေငါတို့၃နိုင်ငံခွာလေ၃နိုင်ငံခွာပီရူးရဲ့အာဂျင်တီးနားပါပါတယ်လေဒီလမ်းလားဗင်နီဇွဲလားအဲ့ဟောဒီမှာမြို့အိမ်လေးတေးလေးမြင်ရပဲဒီမှာနော်အပေါ်မှာဒီတောင်တိုင်းပဲဟိုးဗလဲရီယိုဒီဂျနေရိုကဒီတောင်ကနေလည်းပေါက်တယ်မှာဆိုလမ်းမရှိလို့အဲ့ဒီကိုသွားလို့ရလေဒီကနေကွာအောင်ဆက်လေစီးပြီးတော့နောက်တောင်တော်ပေါ်တက်ပြီးတော့ဒီလိုမျိုးရောက်ပြီအဲ့မှာလေ Jesus Christ statue ကြီးရှိရတယ်တိရမလားတို့လက်တော့ညှို့ဖြန့်ထားတဲ့ဟာလေအဲ့ဒီကိုရောက်မှာအဲ့ဒီတော့မှလည်းမနေ့ဖြန်လောက်ဆိုရောက်ပြီဒီတိုင်းပဲတလန်းလုံးဒီတိုင်းပဲသွားရတာဟုတ်လေစီးရမယ်လေကားစီးရမယ်ပြီး passport မလို့လားလို့တယ်တအားကြာပါလေမျိုးတအားလာကျင်တာဒီတော်လန်းလေးတင်ဟုတ်ပါတော်လာလေစီးလာလျှောက်တယ် PDF တော့မဖမ်းအောင်မလားငါတို့ဒီလား PDF တွေမရှိဘူးရှားလွတ်မြောက်နေဖြစ်သွားပြီလွတ်မြောက်နေမယ်လွတ်မြောက်နေဖြစ်ပြီလေဒါရှေ့လျှောက်အကုန်လုံးဟိုပါပဲပြည်သူစစ်တွေဟောလဲပြည်သူရဲဘော်တွေပဲလေ PDF တွေပဲအုပ်စုရတော့ကြောက်ရှာမှာတော့လေဟောမှတယောက်တော့လာပြီဟာဘယ်သူလည်းမသိဘူးတက်နဲ့လည်းကင်ထားလားအဲ့ဆိုခဏကင်မရာပိတ်လိုက်မယ်နော်ပိတ်တီးလေးချက်အဲ့ဒီကတော့မြင်လာတယ်နော် Hello We are walking in the jungle Brazil forest rainforestငါတို့ဟိုတယ်မှာလည်းမသိနော်ငါတို့ apartment အကြီးကြီးဆိုတော့မျိုးဟုတ်မှာတွေ့လား AN GIA လေတွေ့လားဖြူမှာအဲ့ကမ်းပြီးမှာပဲလေ
တွေ့လားဖြစ်မောင်တွေ့လားဖြစ်မောင် တွေးပြီအဲ့ဒီဟိုကလေအဲ့မှာဒီအခုဒီမှာဗီဒီယိုရိုက်တဲ့နေရာမှာကြည့်လိုက်ဒီမှာဒီတိုက်ဆောက်နေတာ အေးအဲ့မှာ ဒီဟာလေ ငါတို့တိုက်လား အဲ့ဒါဒီဟာလေငါတို့ မဟုတ်ဘူးဒီဟာဟုတ်တယ်လို့ ဘယ်ဟာလဲ အဲ့လားလေ ANG ဆိုတဲ့ဟာအေး တိုက်ဆောက်နေတာငါတို့ဒီဟာနော် တိုက်ဆောက်နေတာမဟုတ်ဘူး အေးတိုက်ကက်ရိုက်လေတိုက်ဆောက်နေတဲ့ဟာကက်ငါတို့က16ထက်မှမလို့အဲ့လောက်မြင်ရတာရိုက်မယ်လေတကယ်လာတယ်ကွာနော်